ကန်တရားရဲ့မျက်နှာသာပေးမှုကြောင့်အရန်မင်းသားဘဝကနေကဘာကျော်မင်းသားဖြစ်လာခဲ့တဲ့လီချင်းမင်းအားလုံးပဲမင်္ဂလာပါဘာမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်လက်ရှိမှာပြသနေတဲ့ Born FPT Your Majesty ကိုရီးယားဇလန်တွေကအာရှတခွင်မှာတာမကပဲအနောက်နိုင်ငံတွေမှာလည်းနာမည်ကြီးနေတာပါ Netflix မှာ Top 1 နေရာကိုရောက်တဲ့အထိအောင်မြင်မှုတွေရရှိနေပြီဖြစ်ကမင်းကြီးအဖြစ်တရုပ်ဆောင်ထားတဲ့မင်းသားကိုလည်းမိန်းကလေးတွေကတက်တဲလုံးအားပေးနေကြတာပါဒီဇလန်တွေမှာ Girls Generation အဖွဲ့ကနာမည်ကြီးမင်းသမီးဖြစ်တဲ့ယွန်းနာလည်းပါဝင်ထားပြီးမင်းသားကတော့အသက်25နှစ်အရွယ်သာရှိသေးတဲ့အီချန်မင်းဖြစ်ပါတယ်။အီချန်မင်းကဒီဇလန်တွေမှာကိုရီးယားသမိုင်းတစ်လျှောက်စိုးသွမ်းတဲ့ဘရင်တစ်ပါးရဲ့နေရာမှာတရုပ်ဆောင်ထားသူဖြစ်ပြီးမအောင်မြင်နိုင်ဘူးလို့ထင်တဲ့ကြားရဲကနေမိန်းကလေးတွေရဲ့အသေးကိုသိမ့်ပိုက်သွားနိုင်ခဲ့တာပါ။တကယ်တော့ဂျိုဆန်ခစ်ကမင်းကြီးနေရာမှာအခြားမင်းသားတယောက်ကတရုပ်ဆောင်ရမှာပါ။ဝိုင်းရဲ့မင်းသားဖြစ်ပေမဲ့လည်းစီစဉ်ထားတဲ့မင်းသားကဇလန်တွဲနဲ့ပတ်သက်လာရင်မကြာခဏကန်ခေနေတတ်တာပါ။အဲ့ဒီမင်းသားနဲ့ရိုက်ကူးဖို့အတွက်ဆက်ဆက်ရရလည်းပြင်ဆင်ပြီးသားဖြစ်တယ်လို့စပွန်ဆာကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဆိုပြီးသားလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီမင်းသားကဇလန်တွဲကိုမရိုက်ကူးခင်မှာအမှားတစ်ခုကိုလုံးမိသွားခဲ့တာပါ။အမှားတစ်ခုလုံးမိရင်နာမည်ပြန်ရအောင်စူးစမ်းဖို့အတွက်မလွယ်ကူပဲအလူလုံးပြယုံနဲ့ကျင်းတဲ့တက်သူတွေမဟုတ်တာကြောင့်မင်းသားကတော့ဇလန်တွဲမှာမပါဝင်ဖြစ်တော့ပါဘူး။ဩဂုတ်လအတွင်းမှာပြသဖို့စာချုပ်တွေကလည်းချုပ်ထားပြီးသားဖြစ်တာကြောင့်ပထမရွေးချယ်ထားတဲ့မင်းသားအစားအီချင်မင်ကအခွင့်အရေးရသွားခဲ့ပါတယ်။အာနာရှင်မင်းကြီးနေရာမှာတရုတ်ဆောင်ဖို့အတွက်ကံကြမ္မာကအီချင်မင်ကိုမျက်နှာသာပေးခဲ့တာပါ။အီချင်မင်ကအရင်ဇလန်တွဲတွေမှာအရန်မင်းသားနေရာကပဲတရုတ်ဆောင်ခဲ့ရသူဖြစ်ပြီးခေါင်းဆောင်မင်းသားနေရာကိုရမယ်လို့မထင်ထားခဲ့ပါဘူး။အရင်ဇလန်တွဲတွေမှာသူ့ကိုသတိထားမိကြပေမဲ့ဒီလောက်ထိအောင်မြင်သွားမယ်လို့မထင်ခဲ့ကြတာပါ။ဒါပေမဲ့အီချင်မင်ကအနုပညာတက္ကသိုလ်ကိုတက်ရောက်ထားသူဖြစ်ပြီးဇကားရိုက်ကူးတဲ့အတွေ့အကြုံလည်းရှိနေပါတယ်။အများအားလေ့ကျင့်နေတတ်တဲ့အီချင်မင်ကမင်းကြီးနေရာမှာတရုတ်ဆောင်ခွင့်ရသွားပြီးပြင်ဆင်ချိန်နေပါပေမဲ့လည်းအကောင်းဆုံးစူးစမ်းနိုင်ခဲ့ရပါ။ဒီဇလန်တွဲမှာအီချင်မင်နဲ့ယွန်းနာကအသက်10နှစ်ခန့်ကွာခြားနေတဲ့အပြင်အရက်ဆက်စုံမင်းကြီးနေရာမှာတရုတ်ဆောင်ရမှာဖြစ်တာကြောင့်အဆင်ပြေပါမလားဆိုပြီးစိုးရိမ်ခဲ့ကြပါတယ်။လေ့ကျင့်မှုအကောင်းတဲ့အပြင်ကန်တီယာကပေးလာတဲ့အရာကိုလက်လွတ်မခံတဲ့အီချင်မင်ကမထင်မှတ်ထားလောက်တရုတ်ဆောင်ကောင်းနေလို့မင်းကြီးနေရာကသူနဲ့အလိုက်ဖက်ဆုံးဖြစ်သွားပါတော့တယ်။ကိုရီးယားသမိုင်းတစ်လျှောက်မှာအရက်ဆက်စုံမင်းကြီးနေရာကနေတရုတ်ဆောင်ပေမဲ့လည်းသူ့ရဲ့အရေးအချင်းတွေကြောင့်မမုန်းသွားတဲ့အပြင်ချစ်ခင်မှုတွေကိုပါရနေတာပါ။အီချင်မင်ကအရင်ကဒုတိယမင်းသားနေရာကနေတရုတ်ဆောင်ခဲ့တာဖြစ်ပေမဲ့အခုတော့ဇလန်တွဲတစ်ခုတည်းနဲ့တင်အောင်မြင်သူတယောက်ဖြစ်လာပါတော့တယ်။ဆိုရှယ်မီဒီယာတစ်ခွင်မှာလည်းသူ့ကိုအားပေးနေကြကဇလန်တွဲကိုစောင့်ကြည့်နေသူတွေလည်းအပတ်စဉ်အပတ်တိုင်းမှာတိုးလာခဲ့တာပါ။မိန်းကလေးတွေကတဲတဲလို့အားပေးကြပေမဲ့လည်းအီချန်မင်ကတော့သူ့မှာလက်ရှိရည်စားရှိနေပြီဖြစ်လို့ဖန်ကလေးတွေကအပိုင်းတစ်နဲ့တင်ဇက်သိမ်းသွားကြပါတယ်။သူ့ရဲ့ရည်စားဖြစ်သူကလည်းတရုတ်ဆောင်တယောက်ဖြစ်ပြီးဇလန်တွဲရိုက်ကူးပြီးအကြမှာချစ်သူတွေဖြစ်သွားခဲ့ကြတာပါ2025ခုနှစ်ကတော့အီချန်မင်ရဲ့နှစ်ဖြစ်လာခဲ့ပြီးတရုတ်ဆောင်ကောင်းလုံးလို့အရွယ်3ပါးမရွေးတဲ့ပရိသတ်တွေလည်းရနေပြီဖြစ်ပါတယ်။အီချန်မင်ကရုပ်ရှင်မင်းသားဖြစ်ဖို့အတွက်ဒီဇိုင်းမမတ်စူးစမ်းခဲ့ပြီးသူ့ရဲ့စူးစမ်းမှုကိုမလျှော့ခဲ့တာကြောင့်အခုဆိုရင်အောင်မြင်တဲ့မင်းသားတယောက်ဖြစ်လာခဲ့ပါတယ်။ Born FPT Your Majesty ဇလန်တွဲထက်ကမင်းကြီးကိုသဘောကျနေပြီလားဆိုတော့ comment မှာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပ celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။